ASEAN နိုင်ငံမှာ3နှစ်တာစစ်မှုထမ်းဆောင်ပြီးယိုစီဆိုတဲ့လူတစ်ယောက်ဟာတာမန်လူတွေဖြစ်သန်းနေတဲ့စိတ်ဝင်စားစရာမရှိတော့တဲ့ဘဝကနေလွတ်မြောက်ရင်အမည်မသိတဲ့နေရာတွေကိုသွားကရှားပါတဲ့မျိုးနွယ်စုတွေနဲ့ယတနာပစ္စည်းတွေကိုရှာဖွေဖို့တောင်အမေရိကမှာရှိတဲ့ဘိုလီဗီးယားနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီလိုနဲ့လေတစည်းပေါ်အရောက်မှာခရီးသွားကောင်မလေးတစ်ယောက်နဲ့အကျစ်ဆင်းတွေဆုံးပြီးလေထွက်သောခါနီးမှာလူတစ်ယောက်ပြေးလာကသူ့ကိုစောက်ဖို့လေဆိုင်ကနေအော်နေတာကြောင့်ပြန်လှစ်တင်ရန်ကနေအချင်းချင်းမိတ်ဆက်ကြပြီးတငယ်ချင်းတွေဖြစ်လာကြပါတယ်ဆွီဇာလန်မှာကြောက်စရာဖြစ်တဲ့မာကက်ဆိုတဲ့အဲ့ဒီလူနဲ့ယိုစီဟာအရင်ခင်မင်ကြတော့ပြီးမိဘဖြစ်သူတွေကိုတစ်နှစ်ပြစ်တာနဲ့အိမ်ပြန်လာမယ့်ကတိကိုလေတေတော့မှမဟုတ်ဘူးလို့ပြောနေပါတယ်ကျက်လေပေါ်မှာအချစ်ချင်းဆောင်ခဲ့တဲ့ကောင်မလေးကယိုစီကိုလာပြီးနှုတ်ဆက်ခဲ့တာကြောင့်သူမင်းကိုကြက်နေတာလို့မာကက်ကနားနေတဲ့အချိန်မှာပြောပြပါတယ်နားနေတဲ့နေရာကနေထွက်လာတဲ့အခါတဲပုံရိုက်နေတဲ့ကေဗင်ဆိုတဲ့လူတစ်ယောက်ကိုလှမ်းမြင်လိုက်ပြီးသူကတော့မာကက်ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်နေပါတယ်တောင်အမေရိကမှာရှိတဲ့တောအတောင်တွေအားလုံးနီးပါးစီသွားခဲ့ပြီးအော်စရာတဲပုံတွေရိုက်ခဲ့တဲ့ကေဗင်ရဲ့အကြောင်းကိုရိုစီကိုပြောပြကအခင်ဆုံးတငယ်ချင်းတွေပြန်မိဆက်ပေးပါတယ်ရိုစီဟာသူ့ကိုမကြာခဏကြည့်နေတဲ့ဆက်လီပေါ်မှာအတူပါလာတဲ့ကောင်မလေးနဲ့အတူပျော်ရှင်သောတညတာကိုဖျက်သိမ်းပြီးနောက်ကောင်မလေးဖက်ပြနေတဲ့စာအုပ်ဟာသူ့အဖေစီပို့ပင်းတင်တယ်လို့ရိုစီကပြောနေခဲ့ပြီးအခုလိုခရီးတွေထွက်နေတာကိုလေကိုဘွားကိုဖျက်ဆီးနေတယ်လို့ပဲဖခင်ကထင်နေကြောင်းပြောပြပါတယ်နောက်တနေရာထွက်မလာခင်ဒီအဲ့ဒီကောင်မလေးနဲ့အတူအရှင်တွေကုံဆုံးခဲ့ပြီးအခြားမျိုးတစ်မျိုးကိုတငယ်ချင်းတွေနဲ့အတူခရီးဆက်လာကြပြီးယိုစီဟာမြို့ထဲမှာတယောက်တည်းလမ်းလျှောက်နေရှင်ဒီသွားလမ်းညွှန်အစ်တယောက်ဖြစ်တဲ့ကားဆိုတဲ့လူဟာနောက်ကနေလိုက်လာပြီးသူ့ကိုမိတ်ဆွေဖွေးပါတယ်ပြီးတော့လူတွေသိမသိကြသေးတဲ့ရှားပါတဲ့အိန္ဒိယလူမျိုးစုတွေနဲ့သူတို့ရဲ့ဓာတ်ပုံတွေကိုယူကာအမေဇုန်တောထဲမှာစိတ်ဝင်စားစရာအကြောင်းတွေကိုပြောပြကဆွေးဆော်ပါတယ်ကားရဲ့စကားတွေကပျောက်ဆုံးနေတဲ့မျိုးနွယ်စုတွေနဲ့ယတနာပစ္စည်းတွေကိုရှာဖွေရင်စွန့်စားရတာကြိုက်တဲ့အတွက်အကုန်လုံးကစိတ်ဝင်စားစရာတွေကြီးဖြစ်နေတာကြောင့်ယိုစီဟာမာကက်နဲ့ကေဗင်တို့ကိုတိုင်ပင်တဲ့အခါအဲ့ဒီလူရဲ့စကားတွေကအမှန်တွေဟုတ်ပါမလားဆိုတာမင်းပြောနိုင်လားလို့သူတို့ကမေးခွန်းထုတ်ပြန်ပါတယ်ပြီးတော့အိန္ဒိယလူမျိုးတွေရဲ့ဓာတ်ပုံတွေကိုသူကိုယ်တိုင်မြင်ခဲ့ရတာဖြစ်တဲ့အပြင်ရွှေတွေအပြည့်ရှိတဲ့မြစ်ကမ်းပါရှိတယ်လို့ကားစီကကြားခဲ့ရတာကြောင့်မင်းတို့မယုံကြည်ဘူးဆိုရင်လည်းငါသူနဲ့တွေ့ပေးမယ်လို့ပြောကယုံကြည်မှုမရှိသေးတဲ့သူတို့ကိုကားနဲ့တွေ့ပေးဖို့ခွာလာပါတယ်ဒီလိုနဲ့ဆုံကြတဲ့အခါအိန္ဒိယလူမျိုးတွေရှိတဲ့တင်နေရာကိုမြေပုံပေါ်မှာထောက်ပြပြီးခရီးတစ်ဖက်ကလေရင်နဲ့သွားရမှာဖြစ်တဲ့အပြင်အဲဒီကနေတဆင်တောက်ကိုဖြက်က3 လျက်လောက်နေတာနဲ့အဲ့ဒီနေရာကိုရောက်မယ်လို့ရှင်းပြပြီးဓာတ်ပုံဆရာဖြစ်တဲ့ကေဗင်ကိုလည်းအဲ့ဒီနေရာကဆွေးဆောင်မှုရှိတဲ့ပုံတွေရိုက်လို့ရကြောင်းပြောပြပါတယ်သူတို့ကိုလမ်းပြဖို့အတွက်ကားကိုဒေါ်လာ50ပဲပေးရမှာဖြစ်ပြီးအစကဒီခရီးစဉ်ကိုယိုစီကပဲအသေးအတန်သွားရှင်နေတယ်ဆိုပေမဲ့တစ်သက်မှာတစ်ခါလောက်ပဲရိုက်ခွင့်ရနိုင်မယ့်ဓာတ်ပုံတွေကိုကေဗင်ကလည်းစိတ်ဝင်စားတယ်ပြောတော့3 ယောက်မှာ2 ယောက်ကသဘောတူနေပြီးမို့မာကက်ကလည်းယိုစီကအထင်အဓမ္မပြောတာနဲ့သဘောတူလိုက်ရပါတယ်မနေ့ဖြန်ခရီးစတင်တော့မှာမို့လိုအပ်တဲ့ပစ္စည်းတွေကိုဝေကသူတို့အချင်းစကားပြောနေကြစဉ်ယိုစီကဘာသာရေးစာအုပ်တုပ်ကိုကြိုက်ကဒီစာအုပ်ကသူထွက်မလာခင်သူ့ဦးလေးပေးလိုက်တာဖြစ်ပြီးအန်ဒီတွေကနေကောက်ွယ်တဲ့အကြောင်းကိုလည်းရှင်းပြပါတယ်မနေ့မိုးလင်းတာနဲ့လင်းရင်နဲ့စတင်ထွက်ခွာလာကြပြီးအဲ့ဒီကနေတဆင်တာရတိတ်ဆန်တွေနဲ့ပြည့်နေတဲ့အမေဇုန်တောနယ်ကြီးထဲကိုလေးရောက်တော့ဖျက်ချွာရတော့မယ့်အချိန်ပဲဖြစ်ပါတယ်ဒီလိုနဲ့ကုန်းလန်းလျှောက်လာလို့ညအချိန်အနားယူကြတဲ့အခါသူတို့တော့တွေ့ကြမယ့်အိန္ဒိယလူမျိုးတွေကကြောက်ကက်ကလူပုံစံအတိုင်းနေထိုင်ကြပေမဲ့ငါတို့တာမန်လူတွေမှာရှိတဲ့အရာတွေကိုမလို့ချင်းကြောက်ကရှင်းပြပါတယ်အားလုံးအိမ်မောကြနေရှင်အဲ့ရထိကိုလင်းနှုတ်ဝင်လာလို့ဖြစ်ရှင်တဲ့ဖြစ်နေတဲ့မာကက်ဟာဒီကအန်ဒီများလာပြီးမို့ပြန်လှည့်ကြအောင်လို့ဆိုနေတာကြောင့်အားလုံးကရေမောကဝိုက်စားနောက်နေကြပြီးနောက်ခီးဆက်လာကြရင်ကရှေ့ကကြိုသွားနေတာမို့လက်ပြုတ်သွားမှကြောက်နေတဲ့မာကက်ဟာယိုစီတို့နှစ်ယောက်ကိုထက်ကပြောနေတာကြောင့်ကေပင်ကဒေါသထွက်ကအောင်ငေါက်လိုက်ပါတယ်အဲ့ဒီအချိန်တွားရဲ့အကောတကောလာနေတဲ့အတန်ကြားရတာမို့3 ယောက်သားညီကုန်ပြီးတိတ်တဲလေးကျင်းနေကဒေါ်ဆန်နာမှာရှိတဲ့ရွာသားတစ်ယောက်နဲ့ခက်ကြီးနောတစ်ကောက်ကိုမြင်လိုက်ရလို့စိတ်အေးသွားရပါတယ်ဒီလိုနဲ့ဆက်သွားရင်ကားနဲ့တွေ့ကြတဲ့အခါနောက်တစ်ခါသူတို့ကိုမျက်ခြေပြတ်မထားခဲ့ဖို့ယူစီကပြောပါတယ်ကေဗင်တို့ကလည်းခုနကစကားများခဲ့တာနဲ့ပတ်သက်ပြီးအပြန်အလှန်တောင်းပန်ကြကဒီလိုနဲ့ခီးဆက်လာကြရင်ကားကမြောက်တစ်ကောက်ကိုမြင်ကညစာအတွက်တနက်နဲ့ပြစ်ချလိုက်ပါတယ်ကားပါဝင်ယူစီတို့3 ယောက်ကဝမ်းစာအတွက်မဖြစ်မနေစားကြပြီးမာကက်ကတော့မစားနိုင်ပဲဖြစ်နေကသူ့ကိုထမင်းချစ်ကြွရပါတယ်ဆက်တိုင်းလမ်းလျှောက်လာတဲ့တန်ကြောင့်မာကက်ရဲ့ရှေ့တော့ကအနာတွေဖြစ်နေပြီးမို့ခီးကရှေ့မြောက်ဖြစ်နေပြီးနောက်တစ်ပတ်လောက်ဆိုမိုးရာသီကစားတော့မှာဖြစ်ကြောင်းပြောလာတဲ့ကေမင်ကဒီလိုပုံစံနဲ့ဆိုသူတို့သွားမဲ့လူမျိုးတွေစီရောက်နိုင်မထင်ဘူးလို့ဆိုပါတယ်ဒီလိုနဲ့ယိုစီနဲ့ကေဗင်တို့ဟာကားအနားမှာပဲကက်နေတဲ့မာကက်ကိုအမြင်တွေစောက်လာကြပြီးညောင်လို့မိမ့်မုံပဲမှာဆုံကြတော့တခုခုပြောရှင်နေပုံပေါ်နေတဲ့ယိုစီတို့နှစ်ယောက်ကိုသူ့ရှေ့တော့ကဒဏ်ရာတွေကြောင့်ဆက်မလိုက်နိုင်တော့တာအတွက်အရင်တောက်ပန်ပါတယ်ပြီးတော့အဲ့ဒါကသူ့အပြစ်မဟုတ်တာမို့ဒီလိုဖြစ်သွားတာနဲ့ပဲသူတို့ကတငယ်ချင်းတွေမဟုတ်ကြတော့ဘူးလားလို့မေ
ခွန်းထုတ်တဲ့အခါဘာမှမပြောလေးပဲအရင်တိုက်ပါပဲလို့ပြောပြီးအဲ့ရထိဝင်သွားကြတာကြောင့်တယောက်ထိကြံခဲ့တဲ့မာကက်ကပဲအားမလို့အမရဖြစ်ကငိုကြွေးနေခဲ့ပါတယ်နောက်တစ်ရက်မှာလေမာကက်ရဲ့ရှေ့တောက်ကပိုပြီးအရှင်နေဆိုးလာပြီးမို့သူပြန်ပြီးလက်ရှောင်းနိုင်တဲ့အချိန်မှာခီးဆက်လို့အဆင်ပြေမြဖြစ်ကြောင်းကားပြောတော့အစကတည်းကသွားရှင်စိတ်ပြင်းပြနေတဲ့ယိုစီကမဖြစ်ဖြစ်အောင်သွားမယ်လို့ဆိုပါတယ်အဲ့ဒီနေလန်ကလည်းဘလို့မှအဆင်ပြေကြောင်းကောက်စားနေကြတော့နောက်တစ်နေ့ရှိသေးတယ်လို့ဆိုလာတဲ့ကေပင်ကမြေပုံပေါ်ကတိုက်ဆိုဖောက်ဆောက်ပြီးမြစ်ကနေစုံဆင်းသွားလို့ရကြောင်းအကြံပေးပါတယ်အဲ့ဒီအကြံကိုကာကဘဝင်မချဖြစ်နေပေမဲ့၃ယောက်တစ်ယောက်မို့ဖောက်ဆောက်ဖို့စီစဉ်ရပါတော့တယ်ဒီလိုနဲ့အားလုံးပြီးစီးသွားလို့စတင်ထွက်ခွာတော့မယ့်အချိန်ရေစီးနေသွားတဲ့နေရာဆိုလေရောအမှဖြစ်ပြီးရေစီးတန်တဲ့နေရာဆိုဝင်ရုပ်ကိုပဲထိန်းချရမယ်ဖြစ်ကြောင်းကာကမှာပါတယ်စားထွက်လာတော့ကတော့တာတာရရဆိုပေမဲ့ရေစီးကျတဲ့နေရာကိုရောက်လာတဲ့အခါဒီနေလန်းကိုအစကတည်းကသဖောမချတဲ့ကာကကြောက်အားလန့်အားနဲ့လှိမ့်အော်နေတာမို့စိတ်လျှော့ထားဖို့တတိပိတိကိမင်နဲ့အချင်းချင်းစကားများကုန်ကြပြီးရေညီတဲ့နေရာကိုပြန်ရောက်တော့ကဲလိုက်ကြပါတယ်စီစဉ်ကဘဝင်မချတဲ့ကားကိုယူစီကဘယ်လိုလှုပ်ရှင်တာလဲမေးတော့မနေ့ပြန်ဒီပေါကိုရေစီးတန်တဲ့နေရာတွေကြော်တော့တဲ့အထိထက်တော့ကြမယ်လို့ဆိုပြီးအခုတော့အမေလိုက်သွားတော့မှမို့ကျန်တာကိုမင်းတို့ရဲ့ဆရာကြီးကေပင်ပြောလိမ့်မယ်လို့ရွေးဆောက်ပြောကထွက်သွားပါတယ်သူတို့ဘေကိုရောက်နေတယ်ဘာလို့ရမယ်ဆိုတာကိုသိတဲ့သူကမင်းကြောင့်စိတ်ပြတ်သွားပြီလို့ကက်ကပါအပြည့်ဝင်တင်နေတာကြောင့်မင်းကတကယ်စိတ်ပြတ်စရာကောက်ပဲလို့တုံ့ပြန်ကကေပင်ကဘေကိုပဲထွက်သွားလိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ရက်ရောက်လာတော့ယိုစီတို့ကဖုန်းနဲ့ပဲခီးစစ်ဖို့လုပ်နေကြပေမဲ့ကာကမလောက်မပြူနဲ့ထိုင်နေတာမို့ကေမင်ကလှဲခေါ်တဲ့အခါသူကတောက်ကိုဖြစ်ပြီးတော့မယ်လို့ဆိုပါတယ်ပြီးတော့မင်းတို့ငါနဲ့လိုက်ရှင်လိုက်လို့ရတယ်လို့မဟုတ်ရင်တော့ငါးစားဖြစ်သွားရင်တော့သူကတော့တောက်ကူးစိတ်မှမဟုတ်ဘူးလို့ရှင်းချောက်ပြီးထားတော့တာမို့ကေပင်တို့၃ယောက်လုံးတွေ့ဝေကုန်ကြပြီဖြစ်ပါတယ်သူ့ဘဝတစ်လျှောက်လုံးမြစ်တွေလျှောက်တဲ့ဘဝမှာပဲဖြစ်သန်းလာတာဖြစ်လို့ဒီမြစ်ကိုအသေးချာဖြစ်နိုင်ကြောင်းပြောလာတဲ့ကေပင်ဟာသူလည်းဆက်သွားရှင်ပေမဲ့မက်ကဲကိုဘယ်လိုလုံးမလဲလို့မေးခွန်းထုတ်ပါတယ်သူကကားနဲ့နေပိုလုံးချုံမှဖြစ်ပြီးအစကတည်းကအရှုံးသမားပုံစံဖြစ်နေတဲ့မက်ကဲကိုငါတို့နဲ့ဆက်ခွာတော့ဖို့ကြတော့လည်းမဖြစ်နိုင်ဘူးလို့ဆိုတာကြောင့်သူစကားတော့ပြောချစ်လိုက်မယ်ဆိုပြီးယိုစီကထားတော့ပါတယ်မက်ကဲအနောက်ကိုရောက်တဲ့အခါကေပင်ကိုစိတ်ညစ်အောင်ပြောချစ်ခဲ့ပေမဲ့မြစ်အတိုက်ပဲဆက်သွားမယ်လို့ဆိုနေတာကြောင့်သူတယောက်တည်းသွားရင်တော့ဘလို့မှမရောက်နိုင်တာမို့ငါတို့ထိကတရားရောက်ကေပင်နဲ့လိုက်တော့မှဖြစ်မယ်လို့ပြောပြပါတယ်ပြီးတော့အခုအရှင်တွေကနှစ်ယောက်စီလက်ခွေပြီးသွားမှရတော့မှမို့ဘယ်သူနဲ့လိုက်သွားရှင်လဲဆိုတဲ့ယိုစီရဲ့မိခွန်းကြောင့်သူနဲ့ကေပင်ကတိုက်အဆင်ပြေနေတာမဟုတ်ဘဲမင်းသာစိတ်မဆုံးရင်ကားနဲ့ပဲနောက်ကျောက်ပြန်လေတော့မယ်လို့မက်ကဲကတုံ့ပြန်တဲ့အခါကေပင်တို့ဖြစ်စေချင်တာလေဒီအဆင်ချင်းဖြစ်တာကြောင့်တယောက်ကိုတယောက်ကျေးဇူးတင်ကသဘောတူလိုက်ကြပါတယ်ဒီလိုနဲ့ကားသူတို့နှစ်ယောက်အတွက်မေပုံကိုထောက်ပြကရေစီးတန်တဲ့နေရာတွေကအနက်ရှိသေးတာမို့အဆိုးဆုံးနေရာကိုတော့မနေ့ပြန်လောက်မှရောက်မှဖြစ်ပြီးအဲ့ဒီနေရာရောက်ရင်ကဲဖို့နဲ့မဟုတ်ရင်ကြောက်သေးကြပြီးအသက်ဆုံးရှုံးရမယ်ဖြစ်ကြောင်းတတိပေးပါတယ်စားထဲလာတော့က၄ယောက်နဲ့စေးလုံးဆိုပေမဲ့အခုအချိန်မှာတော့၂ယောက်စီ꿰ပြီးဒလန့်စီကြောက်ခိုက်သွားမှာမို့စကားတွေအရင်ပြောတတ်တဲ့ကောင်လို့ကေပင်ကိုစားနောက်ရင်ယိုစီကိုတော့အလုံးနဲ့တက်ပြတတ်တဲ့ကောင်လို့နှုတ်ဆက်ကပြန်ရောက်မှဆုံကြမယ်လို့ပြောပြီးထွက်သွားပါတယ်ဒီလိုနဲ့ကဲတို့ထွက်သွားပြီးတဲ့နောက်ယိုစီတို့နှစ်ယောက်လည်းဖောင်နဲ့စုံဆင်းလာကြပြီးပထမဆုံးရေစီးကိုဖျက်ချွာတဲ့အချိန်မှာတော့နှစ်ယောက်တော့ဟန်ရှက်ကောက်နဲ့ဖျက်ချွာနိုင်ခဲ့ပါတယ်ညနေစောမိုးရှော့ခါနေအချိန်ကိုရောက်လာတဲ့အခါနောက်ထပ်ရေစီးကျန်းတဲ့နေရာကိုကေပင်ကအရင်လှမ်းမြင်လိုက်တာကြောင့်အေးဆေးဆေးနားယူနေတဲ့ယိုစီကိုလွှာတက်ကိုကိုက်ဖို့တတိပေးကဘေးနာကကန်းကိုကဲဖို့အစွမ်းကုန်စူးစမ်းကြပေမယ့်အပြင်းလွန်တဲ့ရေစီးတံကြောင့်အရှင်ထိတ်မရဖြစ်ကအကားပြော့ခဲ့တဲ့နေရာကိုမျောပါသွားကြပြီဖြစ်ပါတယ်ဒီတော့အရှင်ကိုဘလို့မှထိန်းချုပ်နိုင်စမ်းမရှိတော့ပေရေစီးကြောင့်လေမှရှိတဲ့ကြောက်တုံးကြီးကိုဝင်ဆောက်ကဟောင်မကဲကြံနေကြရှင်ကန်းကိုရောက်အောင်ကုကြမယ်လို့ကေမင်ကပြောပေမဲ့အရင်ကြောက်ပေါ်နေတဲ့ယိုစီကသူ့ကိုမထားခဲ့ဖို့တွေးဦးတွေးတန်းတွေနဲ့ရှောက်ဝါနေပါတယ်ကေမင်ကတော့သူအရင်ကန်းကိုရောက်အောင်ကုမှဖြစ်ပြီးဓာတ်ကိုပစ်လိုက်ဖို့နဲ့အဲ့ဒီတော့မှနှွေးတရှို့ကိုရှာကမင်းကိုဆွေးတင်ပေးမယ်လို့မှားနေတာကြောင့်ကျေးဇူးပြုပြီးသူ့ကိုမထားခဲ့ပါနဲ့လို့ပဲအော်နေတဲ့ယိုစီအားအဲ့ဒီနေ့လက်တစ်ခုပဲရှိတော့တာမို့မင်းကိုဘေတော့မှမထားခဲ့ဘူးလို့ကတိပစ်ကလက်ပစ်ထုတ်ကူသွားပါတယ်ကေမင်ကန်းကိုရောက်တော့ဓာတ်လှမ်းပစ်ဖို့ယိုစီကိုပြောတဲ့အခါဟောက်ကဘေးကိုစောက်ကြပြီးရေစီးနဲ့မျောပါသွားပြီမို့ကေမင်တယောက်ယိုစီရဲ့နှာမီကိုအော်ဟင်းရဲ့ကြံရင်နေခဲ့ပါတယ်ရေအောက်ရောက်လိုက်ပြန်ပေါ်လိုက်နဲ့ဟန်ရှက်ပြက်နေတဲ့ယိုစီဟာကြောက်စော်တစ်ခုနဲ့တိုင်မြင်ပြီးအတော်ဝေးတဲ့နေရာရောက်မှကြောက်ဖြာတစ်ခုမှတောက်တင်နေပါတယ်အဲ့ဒီကနေတရှင်ကုန်းပေါ်ကိုရောက်အောင်မနေရုံကန်တက်ခဲ့ရပြီးကေမင်ရဲ့နှာမီကိုအောက်ကွန်အော်ဟစ်ခဲ့ပေမဲ့အတော်ဝေးတဲ့နေရာကိုတကွေးတပြားစီရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်တယောက်တည်းဖြစ်တဲ့ရမင်းပထမဆုံးညမှာအဆက်မပြတ်ရွာနေတဲ့မိုးနဲ့ရှောက်ရှားစွာတညကုန်းဆုံးခဲ့ရပြီးနောက်အဲ့ရကနိုးလာ
တော့အိုးခွဲအတန်ကြားလို့လှမ်းကြည့်လိုက်တာမို့ချောင်းသားမှာတော့ကြည့်တော့ဖောက်ပေါ်မှာပါလာတဲ့သူတို့ရဲ့ရိတ်ခါအိတ်ဖြစ်နေပါတယ်ရေထစ်ကိုခုံချပြီးစီယူကအဲ့ဒီထစ်ကနေသူ့ဦးလေးပြလိုက်တဲ့ဘာသာရေးစာအုပ်လေးကိုအမြင်ထုတ်ကြည့်တော့ရှိနေသေးတာမို့အဲ့ဒီကနေထွက်လာကကေဗင်ရဲ့နာမည်ကိုဆက်တိုက်ဆိုသလိုအော်ခွာနေခဲ့ပါတယ်တနေရာကိုရောက်တော့သူ့ဘေးကိုဥတစ်သွားနေတယ်လေဆိုတာကိုကေဗင်သိအောင်မြေပုံအကျန်းလေးဆွဲထားတဲ့စာအုပ်လေးအားထားခဲ့ပြီးဒီလိုနဲ့တယောက်တည်းဖြစ်သန်းလာတာ6ရက်မြောက်ရှိပြီမို့ကျိတ်ခါကလေးမကြမ်းတော့ပြီးအရက်ဆာလုံနေတဲ့အချိန်ကန်ကောက်ထောင်မစော်နဲ့အသီးပင်တမင်ကအသီးကျွေကြလာတာကိုတွေ့ခဲ့ပါတယ်ရှင်းရှင်းပဲခူးစားဖို့လုပ်ပေမဲ့မွေးစောတကောကြောပြုတ်ကြလာကကားပြောဖူးခဲ့တဲ့အလုံးနဲ့တက်တက်ပြတဲ့အကောင်လို့သူ့ကိုယ်သူအကိုကအပင်ပေါ်ကိုပြင်တက်ပြီးမွေကိုဆွေးနှုတ်ကအောက်ကိုဆင်းပြီးမတင်မရှင်းရိုက်တက်လိုက်ပါတယ်ညာအိယာဝင်တဲ့ကသူ့နာမည်ခေါ်နေတဲ့အသံတွေကြောက်လို့ထားကြည့်တဲ့အခါဘေးနားမှာရောက်နေသလိုဘာလို့နဲ့ထင်ရောက်ထင်မှားတွေဖြစ်နေပြီးထူရှားတဲ့အသံတစ်ခုကြောင့်မိန်ချင်းနဲ့စီးပူကိုယူအားထွန်းထားလိုက်ပြီးခုံအောင်မေးပုံစံနဲ့ကြားတကြီးတကောက်တွေ့တာမို့မိတ်မောက်လှက်လိုက်ပါတယ်နောက်တနေ့ရောက်တော့ဓာတ်နဲ့ခုတ်ထားတဲ့ပုံစံအပင်တစ်ခုကိုတွေ့လိုက်ရတာနဲ့လူတယောက်များရှိနေမလားဆိုပြီးအော်ကျင်းနေတော့အစိုက်တစ်ခုထဲကဦးနှလုံးကိုမြင်လိုက်ရပါတယ်စားရှင်တဲ့စိတ်ကြောအဲ့ဒီဦးလေးကိုခွေးချစ်တဲ့အခါအထင်းမှာအကောက်ပေါက်နေတဲ့တည်သားလေးရှိနေပေမဲ့လေတောက်ပံစကားဆိုကမျက်လုံးမှဲဝါလိုက်ပြီးမြူရှာလိုက်ပါတယ်အစာပြဿနာကိုခဏတည်းဖြစ်ရှင်းပြီးလို့ဆက်လျှောက်လာတဲ့အခါအရင်ကသူတို့လေးယောက်စခန်းရှာမှုတဲ့နေရာဟောက်ကိုပြန်ရောက်သွားတာမို့အရှင်းနဲ့အနောက်မှားလာခဲ့ပြီဆိုတာသိခဲ့ရပြီးအဲ့ဒီနေရာမှာပဲမြေပုံကိုထုတ်ချစ်ကအပြင်ဖက်ကိုပြန်ထွက်မယ်ဆိုရင်တော့သူသွားမယ့်ခရီးကအဝေးကြီးကျန်နေသေးတာဖြစ်ပါတယ်ဒါပေမဲ့ကဘာပေါ်မှာကဲကောက်ဆုံးလူတယောက်အတွက်ဘာမှမဆိုဖြစ်နိုင်တယ်ဆိုပြီးသူ့ကိုသူအားပေးရင်ဒီခြေထောက်တွေနဲ့ရအောင်တော့ပြမယ်ဆိုပြီးဖက်ချွတ်ကြည့်တဲ့အခါအပြက်စရာဒဏ်ရာဘလပွားနဲ့ခြေထောက်တစ်စုံကိုမြင်ခဲ့ရပါတယ်တယောက်တည်းငိုကြွေးလိုက်ပြီးနှာမီကိုခွာကတောက်ပံပါတယ်လို့ရေးနေပြီးအရင်ကြောက်တတ်တဲ့သူတယောက်ဆိုတာကိုဘေသူကမှမသိသိရှင်လို့ဖုတ်ခွေခဲ့တာဖြစ်ကြောင်းဝန်ခံနေပါတယ်နောက်တနေ့မိုးလဲလာတော့ထုံးစံအတိုင်းကြောက်အားတကြီးခီးဆဲလာတော့ဖက်ရှေယာတစ်ခုကိုတွေ့လိုက်ရတာမို့ကေပင်ရဲ့နာမီကိုခွင်အားအပြည့်နဲ့အော်ခေါ်လိုက်တယ်ဆိုပေမဲ့ခဏနေမှမြင်လိုက်ရတာကသူစားပြီးပြစ်ထားခဲ့တဲ့ငဲခွင်တစ်ခုဖြစ်နေပါတယ်အဲ့ဒါကသူ့စိတ်ကိုခိုးအောင်ဆုံးထိထိုးချသွားခဲ့ပြီးဖက်ရာကိုတိုက်ကျမြတော့သူသွားထားတဲ့အရာပဲဖြစ်နေတာကြောင့်တယောက်တည်းစိတ်ရှိလက်ရှိပောက်ကွေးလိုက်ပါတယ်တက်ကတော်တက်မဲ့အစားအခုလိုကဘာပဲမဲ့ကိစ္စကိုဖခင်ဖြစ်သူကဒေါသတကြီးတားခဲ့တဲ့ပုံရိပ်တွေကိုပြန်မြင်ရောက်လာကဆင်းလျက်မြောက်နေ့ကိုရောက်ရှိလာတော့မိုးတွေသေးကြီးမေးကြီးရွာချလာတာကြောင့်ဘာသာရေးစာအုပ်လေးကိုရင်ချထိုးထိတ်ကအပွားကကျလာတဲ့မိုးဆွဲတွေစီမျက်နှာမူလိုက်ရင်အိတ်ဆက်နားယူလိုက်ပါတယ်။ကညာလုံးမိုးသိထန်စာရွာသွန်းလို့တက်တဲ့ယောက်ကြီးနဲ့မနဲ့ခင်းမှာတော့မြေကန်တစ်ပင်မှာတတိမင်းနေတဲ့ကင်မဲအားတွားလိုက်မို့စောသားဖားနှစ်ယောက်ကတွေ့ခဲ့တာကြောင့်အဲ့ဒီနေရာနဲ့မနီမဝေမျိုးလေးတစ်ခုကိုကင်မဲအားပို့ပေးထားခဲ့ပါတယ်။အဲ့ဒီကိုရောက်ချင်းကေပင်လောက်တာကအာနာပိုက်တွေကိုသွားတဲ့ကတောထဲမှာရိုစီကြံခဲ့တဲ့အကြောင်းအသိတော်ပေးပါတယ်။ကေမင်းဟာလေနဲ့အတူတောထဲမှာရိုစီကိုလာရှာနေစဉ်လေသက်ကြားလိုက်ရတဲ့ရိုစီကအဲ့ထိကအဝိတ်ကိုထုတ်ကရမ်းပြားနေပေမဲ့ကေပင်အကူကြီးတောက်လို့တာဝန်အရလှုပ်ပေးနေတဲ့အာနာပိုက်တွေကအမြင့်ကြီးကပဲပြန်သက်ပစ်နေတာမို့ဘလို့မှမြင်နိုင်ခဲ့ခြင်းမရှိပါဘူး။ရိုစီတယောက်စိတ်ထဲကျသွားပြီးကြောက်တုံးပေါ်မှာအော်ဟဲငိုကြွနေခဲ့ပါတယ်။ကေပင်ကသူ့ကိုလိုက်ပို့ပေးတဲ့လှင်ကအမြင့်ကြီးကနေပြီးပြန်ပြတာမို့ဘာတစ်ခုမှမမြင်ရကြောအထွန်းတက်ပြပေမဲ့မင်းတို့ကွေးသွားတာသုံးဘက်တော့ရှိနေပြီဖြစ်ပြီးမင်းလုံးလိုက်တာမှန်သမျှအလုံးလုတ်ခဲ့ပြီးမို့အိမ်ပြန်တော့ပို့ပေးတုံ့ပြန်ပါတယ်သူအသက်ရှိနေသေးတယ်ဆိုတာကိုသူ့နှလုံးသားထဲကနေကောက်ကောက်သိနေတာမို့အကူကြီးနေနေပဲထက်ပြဖို့ပြောကခမမကူညီနိုင်ရင်မြစ်ကြောက်တစ်လျှောက်သွားမယ်လို့ပြောပြီးထွက်သွားတော့အာနာပိုင်ကအနားကိုပြန်ခွာကမင်းကိုကူညီပေးနိုင်မေတယောက်တော့ရှိနေမယ်ဆိုပြီးမြစ်ကြောက်ကိုကျွမ်းကျင်တဲ့တီကိုဆိုတဲ့လှေသမားတယောက်ထံညွှန်ပေးလိုက်ပါတယ်ရိုစီတော့ထဲမှာပျောက်သွားကြောင်းကေမင်ကပြောပေမဲ့အဲ့ဒီတော့ထဲမှာသာပျောက်သွားရင်မေးလိုက်တော့လို့ပဲတုံ့ပြန်လာတာကြောင့်သူအသက်ရှိနေသေးတယ်ဆိုတာသေချာတာမို့ကူညီပေးနိုင်မလားလို့တောက်ဆိုလာပါတယ်ဒါပေမဲ့ဒီကိုဆိုတဲ့အဲ့ဒီလူကပြက်ပြက်သားသားပဲမကူညီနိုင်ကြောင်းညင်းနေတာမို့မင်းလှေအတွက်ဘလောက်ပေးရမလဲလို့မေးခွန်းထုတ်တဲ့အပြင်ကေမင်ရဲ့မျက်လုံးထဲမှာတငယ်ချင်းဖြစ်သူကိုကေရှင်တစ်ဆက်အပြည့်အဝရှိနေတာကိုဒီကိုကမြင်ခဲ့ရတာကြောင့်ညှင်းဆန်နေခဲ့ခြင်းမရှိတော့ပါဘူးအစာရည်စာငှက်ပြက်မှုနဲ့အလွန်အမဲ့ပန်ပန်းနှွမ်းနေမှုတွေကြောင့်ဘေကိုမှဆက်မသွားနိုင်တော့တဲ့ယူစီတယောက်ဘေးနားမှာအတန်တစ်ခုကိုကြားတာနဲ့ထားကြည့်တဲ့အခါလူရိုက်မလေးတယောက်ငိုနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီကောင်မလေးကယူစီကိုမြင်မြင်ရှင်းကြောက်လဲနေတာမို့သူ့ကိုမကြောက်ဖို့နှာမီကိုမိတ်ဆက်နေပေမဲ့နားလေမှုမပေါ်တဲ့လူရိုက်မလေးကဘာတစ်ခုမှမတုံ့ပြန်ခဲ့ပါဘူးမိုးလျှော်တဲ့အထိအနားမှာပဲနှစ်ယောက်သားတူရှိနေကြရင်ကောင်မလေးကအဲ့ဖို့စီစဉ်ပေးကဘေးနာကနေသူစောက်ရှောက်ပေးမယ်ဆိုပြီးတညလုံးထိုင်ဆောက်ပေးပါတယ်နောက်တနေ့လုံးလည်းအဲ့ဒီလူရိုက်မလေးနဲ့ပဲခီးဆက်လာရင်မို့ပြလျှောက်လာတဲ့အခါကြောင်းနေပုံပေါ်တဲ့အဲ့ဒီကောင်မလေးအားသူ့ဘေးနာမှာထားပြီးပွက်သိပ်ပေးနေပေမဲ့အမေတကယ်သိလိုက်ရတာကဘေးနာမှာဘာမှရှိမနေပဲအာုံလျှောက်ရှာမှုတွေ
ကြောင့်လူရိုင်းမလေးရှိနေတယ်လို့ရှောက်မြင်ခဲ့တာပဲဖြစ်ပါတယ်။ဘာမှမစားရမသားရဘဲနဲ့လေးမကြောက်တမီကြောက်ရှောက်ရှားတွေနဲ့လက်လျှောက်လာတော့ရွှေနံတွေကိုပြုတ်ကျသွားတာကြောင့်ပြန်တက်မရဖြစ်နေခဲ့ပြီးတဖြည်းဖြည်းရှော့ရှားသွားကအကောင်းလေးတစ်လုံးပဲပေါ်တော့တဲ့အချိန်ဘာသာရေးစာအုပ်ပေးခဲ့တဲ့ဦးလေးဖြစ်သူကိုပြန်မြင်လာပါတယ်။ခဏနေမှအကိုက်သေးသေးလေးတစ်ခုကိုလှမ်းဆွဲမိလိုက်ကတဖြည်းဖြည်းဆွတ်တက်နေသွားပြီဆိုပေမဲ့အကုန်ခန့်ပြီးမထနိုင်တော့တဲ့အချိန်ရှစ်တစ်တစ်ကပရက်စစ်တစ်ပြည့်နေတဲ့အပင်တစ်ခုကိုလှမ်းမြင်လိုက်ပါတယ်။ကြံရှိနေသေးတဲ့အားလေးနဲ့အဲ့ဒီအပင်နောက်ကိုတောသွားကအင်ကြီးတွေဆွရှက်လိုက်ပြီးအပင်ပေါ်ကပြည့်စိတ်တွေကိုသူ့ခန္ဓာကိုယ်ပေါ်လှုပ်ရှားလိုက်တာမို့အားလုံးဝိုက်ကြကြတဲ့အချိန်မှာမသိစိတ်တွေကခွန်အားတွေနဲ့အကုန်အော်ဟဲကရှေးဦးတဲ့အစီပြစ်ထွက်လာခဲ့ရင်ကန်ဆယ်နာကိုပြန်ရောက်သွားပါတယ်။မိုးပြန်လျှော့လာတော့စိတ်ပြက်လက်ပြက်နဲ့ထိုင်နေရင်ဘေးနားကိုလက်လေးတစ်ကောင်ရောက်လာလို့စားပြစ်မယ်လို့တွေးပြီးကြောက်ခိနဲ့ကောက်ရွေလိုက်ပေမယ့်လက်လေးကိုတေချာကြည့်ကမလုံးရနိုင်တော့တာကြောင့်လက်မကိုက်ထားတဲ့ကြောက်ခိအားဘေးကိုပစ်ချလိုက်ကမင်းအသက်ဆက်ရှင်မှာပါလို့အားပေးလိုက်ပါတယ်။နောက်နေ့မနေ့မှာဆက်လီနဲ့ဆန်တက်လာတဲ့ကေမင်တို့ကယိုစီကိုဘလို့မှရှာမတွေ့တဲ့အပြင်ရေစီးကျန်းတဲ့နေရာကိုရောက်နေပြီမို့ဒီကနေဆက်သွားလို့လုံးဝမဖြစ်နိုင်တော့ဘူးလို့တီကိုကပြောတဲ့အခါညီကျသွားတဲ့ကေမင်အားမင်းအကောဆုံးလုပ်ပေးခဲ့ပြီလို့အားပေးပါတယ်။ကေမင်တရားမဖြစ်နိုင်တဲ့အရှင်တွေကြောက်တာလက်လျှော့ခဲ့ရပေမယ့်နောက်ကျောက်ပြန်လှည့်တဲ့ချိန်ယိုစီယာဘေးနားမှာအိပ်ပျော်နေတဲ့နေရာကနေနိုးလာပြီးလူတန်တဲ့နားထိဝင်လာတာမို့ခေါင်းထောင်ချိလိုက်တဲ့အခါပြန်လှည့်နေတဲ့ကေမင်တို့ကိုမြင်လိုက်ရပါတယ်။လမ်းခွာဖို့အားတော့မရှိတော့တဲ့ယိုစီကလက်တစ်ဖက်လှမ်းကရှေ့ကိုထွက်လာတဲ့အချိန်ကေမင်ကနောက်ဆုံးအနေနဲ့တစ်ချက်ပြန်လှည့်ကြည့်တဲ့အခါယိုစီကိုမြင်ပြီးအားကုန်လှမ်းခွာလိုက်ပါတယ်။နောက်ဆုံးတော့သူလွတ်တော့ခဲ့ပြီမို့ခန္ဓာကိုယ်ကိုအနားမှာပြစ်ချလိုက်ပါတယ်။ကေမင်ကလည်းပြေးလာခါလေသမားကလည်းဂယုဏမျက်လုံးတွေနဲ့ကျင့်နေခဲ့ပြီးငါမင်းကိုမထားခဲ့ဘူးလို့ပြောခဲ့တယ်မလားဆိုတဲ့ကေမင်ရဲ့စကားကြောင့်မျက်ရည်တွေနဲ့ပြန်ဆွတ်ဖက်လိုက်ကစိတ်ချလက်ချအနားယူရင်ပြန်လိုက်ခဲ့ပါတယ်။ကေမင်ကိုကေခဲ့တဲ့မြို့လေးစီကိုပြန်ရောက်လာတော့ထိုင်ကြည့်နေတဲ့ထိကကောင်မလေးတစ်ယောက်ကပန်းလေးတစ်ပွဲလာပေးပြီးကျန်တဲ့သူတွေလေးရိုစီနာကိုဝိုင်းအောင်လာကြပါတယ်။ကေမင်တို့လည်းလေးယောက်သားစတင်ထွက်ခေါ်ခဲ့တဲ့မြို့လေးကိုပြန်ရောက်လာခဲ့ပြီးမာကက်တို့နှစ်ယောက်ကိုစူးစမ်းရှာခဲ့ပေမယ့်ဘေမာမရှိရခင်လို့မရခဲ့ပါဘူး။နောက်ပြီးမှသိခဲ့ရတာကကားဟာအာနာဘတ်ရဲ့အလိုရှိတဲ့ဝရံပြစ်တစ်ယောက်ဖြစ်ပြီးအရင်ကလည်းခီးသွားတွေကိုအခုလိုမျိုးတော်တွင်ခီးချမ်းတွေကိုခေါ်တော့ဖူးတာမျိုးရှိခဲ့ပါတယ်။သူပြောခဲ့တဲ့လူတွေတိတ်မသိသေးတဲ့အိန္ဒိယလူမျိုးတွေဆိုတော့လေတကယ်ရှိခဲ့တာမဟုတ်ပဲကေဘင်ဟာလေသူ့ဝါသနာပါရာဓာတ်ပုံရရှင်တွေကိုခီးသွားရင်ဆက်လက်လှုပ်ဆော်ခဲ့ပြီးနောက်ဆုံးမှာတော့အစင်းနယ်မှာဇနီးအပါဝင်သားနှစ်ယောက်နဲ့တူအရှိရှာနေတိုက်ခဲ့ပါတယ်ပြီးတော့အဲ့ဒီတော်အုပ်ထဲကအတွေ့အကြုံတွေနဲ့ယိုစီကိုကစ်တင်ဖို့စ조사ခဲ့တဲ့အကြောင်းအရာတွေကိုစာဝတ်ဖြစ်ရေးသားထုတ်ဝေခဲ့ပါတယ်10နှစ်ကြာပြီးနောက်ယိုစီဟာသူ့အသက်ကိုနှုတ်ယူလူနေပါဖြစ်ခဲ့တဲ့အမေဇုန်တောနဲ့အဲ့ဒီမျက်စီပြန်လေရောက်ရှိလာပြီးအနာကမျိုးနွယ်စုတွေနဲ့ပူပေါက်ကတဘာဝအရှိပြုခီးသွားစကန်တစ်ခုကိုတည်ဆောက်ခဲ့ပါတယ်